IT ဘိုင်းကိုတကယ်စိတ်ဝင်စားပြီးတော့ UK diploma နဲ့ပေါ့နော်အဲ့လိုပေါ့ career အတွက် academic ဘိုင်းအောင်တွားကြည့်နေလူတွေအတွက်ဆိုလို့ရှိရင်တော့ဒီကျောင်းကို highly recommend ပေးပါတယ်ပထမဆုံးအနေနဲ့ညီမလေးရဲ့နာမည်လေးရဲ့ level 4တက်ရောက်ခဲ့တဲ့ batch လေးရဲ့မိတ်ဆက်ပေးပါအောင်နော်ညီမနာမည်ကတော့ CD ပါ NCC level 4 diploma in computing ကိုတက်ရောက်ပြီးတော့ level 5ကိုဆက်တက်နေတဲ့အကြောင်းပြပါတယ်ညီမလေးအနေနဲ့ပေါ့နော်ဒီ NCC UK Diploma Program ကိုအမတို့တွင်ကမှာရွေးချယ်တက်ရောက်ဖြစ်ခဲ့ပုံလေးကိုလည်းပြပြပေးပါအောင်နော် IT ဘိုင်းကိုစိတ်ဝင်စားတယ် IT ဘိုင်းကိုစိတ်ဝင်စားပြီးတော့တကယ်ချင်းတွေကလည်းဒီကျောင်းကိုညွှန်တယ်ညွှန်တဲ့ကြောင့် line ပေါ်ကနေစုံစမ်းပြီးတော့ဒီကျောင်းအကုန်လုံးအဆင်ပြေနေတာပေါ့နော်အကုန်လုံးအဆင်ပြေနေတာဖြစ်တဲ့ကြောင့်ဒီကျောင်းမှာတက်ပြသွားတာညီမလေးအနေနဲ့ပေါ့နော် level 4မှာတက်ရောက်ခဲ့တဲ့ဘာသာရပ်တွေရဲ့ assignment တွေ exam တွေဖြစ်ဆိုတဲ့အချိန်မှာပေါ့နော်ကျောင်းဘယ်လိုမျိုးအတွေ့အကြုံတွေရရှိခဲ့လဲဆိုတာလေးလည်းပြောပြပေးပါအောင်နော် assignment လုပ်နေနဲ့အဲ့လိုပေါ့အခုမှအဲ့လိုပေါ့ assignment တွေရေးတာဆိုတော့ assignment လုပ်တဲ့အချိန်မှာတော့အခက်အခဲလေးမျိုးစုံတော့ရှိရဲဒါပေမဲ့လည်း line ပေါ်မှာလည်းအဲ့လို research လုပ်ဖြစ်တယ်ဆရာမတွေလည်းပြန်ပြီးဖြစ်တယ်အားကြောင့်မို့လို့ဆရာမတွေ guideline ချပေးတာကိုလည်းပြန်ပြီးနားထောင်တယ်အဲ့တော့ကြောင့်အဆင်ပြေသွားရပေါ့နော် assignment တွေကညီမလေးဒီတင် जा ရေးပိုင်းနဲ့ရောဒီဆီယမတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်လိုမျိုးလေး feedback လေးပေးခြင်းလဲနောက်ပြီးတော့ဒီ assignment တွေ exam တွေဖြေတဲ့အချိန်မှာပေါ့နော်ဆီယမတွေကဘယ်လိုမျိုးလေးကျောင်းသားတွေကို supporting ပေးပြီးတော့ guideline လေးတွေပေးခဲ့လဲဆိုတာလေးလည်းပြောပြပေးပါအောင်နော်မသိရရင်ချက်ချင်းပြန်မေးလို့ရတယ်ဒီချက်ရလည်းချက်ချင်းပဲပြန်ရှင်းပြရတယ်စာဝဲဖြေကန်ဒီဆိုလို့ရှိရင်ပေါ့အဲ့လိုဒီချက်ရတေချာလေး view site လေးနဲ့ပြန်ပြီးတော့တင်ပြပေးရဲအဲ့ဒါစီရဲ့နောက်တစ်ခုကကြာညီမလေးဒီဘာသာရေးရှစ်ခုမှာဂုဏ်တွေအများကြီးထွက်ခဲ့ရတွေ့တယ်ပေါ့နော်အဲ့လိုမျိုးဂုဏ်တွေထွက်အောင်ညီမလေးဘယ်လိုမျိုးသင်ကြားလေ့လာခဲ့လဲဆိုတာလေးလည်း sharing လုပ်ပေးပါအောင်နော်တီချာရဲ့ guideline တွေကိုလည်းပြန်ပြီးနားထောင်နေအဲ့လို line ပေါ်ကနေလည်းအဲ့လိုမျိုး research တွေလည်းလုပ်ဖြစ်တယ်အဲ့လိုစာအုပ်ထဲဟာတွေလည်းပြန်ပြီးတော့ဖတ်ဖြစ်တယ်အဲ့ဒါကြောင့်နောက်ဆုံးမိကုန်းတစ်ခုအနေနဲ့ပေါ့နော်ဒီ NCC program ကိုတက်ချင်တဲ့နောက်ထပ်ကျောင်းသားတွေအတွက်ပေါ့နော်ညီမလေးအနေနဲ့ဘယ်လိုမျိုးအကြံလေးပေးချင်သေးလဲမသိရှင်IT ဘိုင်းကိုတကယ်စိတ်ဝင်စားပြီးတော့ UK diploma နဲ့ပေါ့နော်အဲ့လိုပေါ့ career အတွက် academic ဘိုင်းအောင်တွားကြည့်နေလူတွေအတွက်ဆိုလို့ရှိရင်တော့ဒီကျောင်းကို highly recommend ပေးပါတယ်အခုလိုမျိုးပြောပြရတဲ့အတွက်အမတို့တင်ခဲ့ရနေလဲကျေးဇူးအများကြီးတင်ပါတယ်ရှင်